ငါတနေ့ဝင်ငွေဘယ်လောက်ရှိလဲငါသုံးနေတာဘယ်လောက်သုံးနေလဲနော်ဖုံးဖို့တာအစားဖုံးဖို့တာဘယ်လောက်ကုန်သွားပါလဲဝင်ငွေရဘယ်လောက်ရှိသလဲစာရင်တော့စဉ်းစားဆင်ခြင်ရမှာဖြစ်တယ်ပေါ့နော်အသုံးတွေကမြဝင်ငွေကရှားဆိုလို့ရှိရင်တော့တဖြည်းဖြည်းလုံးမပါသွားမှသိကြပယုတ်လုံးစီးပွားရေးဆိုဖြစ်သွားတာနော်ပယုတ်လုံးဟာအကြီးကနေတဖြည်းဖြည်းသေးသွားတာကြီးလာတယ်လို့မရှိဘူးတဖြည်းဖြည်းကုန်သွားပြီးနောက်ဆုံးမှမအားကြတော့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုရှာတဲ့စီးပွားဟာပယုတ်လုံးမဖြစ်စေနဲ့တဖြည်းဖြည်းကြီးပွားတိုးတက်လာတဲ့ခြတ်တောင်ဘိုးတွေလို့ပြားရည်ပြားအောင်ကြီးလို့ကြီးပွားလာအောင်သာစ조사အထောက်တင်တယ်